ဒီနေ့ပန်းလေးတွေကတိတ်လာတာပဲဖျားဘူးတွေစိတ်ချမ်းသာမှာပဲဒီနေ့တော့စိတ်ကတစ်မျိုးလေးပဲဘာဖြစ်မှလဲမသိဘူးအကိုဒီပန်းလေးတွေတစ်စီးလောက်ပေးပါဦးညီမလိုလှတဲ့သူအတွက်အလှဆုံးပန်းတွေကိုအကိုရွေးပေးမယ်နော်နင်ကငါမျက်နှာကိုအိုးမဲတုတ်မလို့လားပန်းတဲ့နဲ့ဘာပတ်သက်တာလဲဟမ်အမိုက်မသမီးကသူ့ရဲ့စိတ်ထားကိုချစ်တာပါအဖေရဲ့ကိုတန်းနိုင်ကတန်းကြည်မရဲ့ထာဝရနန်းတော်ပါပဲညနိုးသူလီနန်းတော်အပိုင်းနှစ်ကိုလည်းဆက်လက်ပြီးအားပေးကြပါနော်တန်းနိုင်တော့မင်းဘာဖြစ်ချင်နေတာလဲငါရဲ့သမီးကိုဘာလုပ်နေတာလဲမင်းလိုလူမျိုးကငါသမီးနဲ့မအပ်ဆက်ဘူးနားလေလားကျွန်တော်တောင်းပန်ပါတယ်အိုးကျွန်တော်ဘာမှသွားလို့လဲအဖေဘာလုပ်တာလဲဘာလို့ဒီလိုလုပ်ရတာလဲကိုတန်းနိုင်ပြီနော်စိတ်မပူပါနဲ့နော်တန်းကြည်မှရှိပါတယ်ချိန်မှမှဒီနေရာလေးအမြဲတမ်းစောင့်နေပါတယ်ကျင်နာတို့စင်ပြေပါမလားတွေ့ရင်စိတ်ပူနေတယ်သူလာရလမ်းလေးမျိုးတွေ့ရင်တည်းမှလိုက်ဖို့မို့